ဖြစ်ကျွန်တော်ကျူပေးနေဆိုတာရှိတယ်အဲ့ဒီကန်ရိုးတမ်းမှာဟုတ်တယ်ဥစ္စာအများကြီးကျွန်တော်အခုကျူပေးနေဆိုရင် papyrus လို့ခေါ်တယ်မှန်နာမကြည့်ရဆိုရင်ကျွန်တော် Egypt မှာဆိုရင်ကျူစာရွက်တဲ့အမတ်တရားကိုပုံဆွဲထားတာလို့အဲ့ဒီစာရွက်တွေရှိတယ် papyrus ရွက်အဲ့ဒီဥစ္စာမှာတို့ရေးကြရတဲ့ခါမှာအဲ့ဒီဥစ္စာအဲ့စာရွက်ကိုဆက်လိုက်ရင်ဆက်လိုက်တာအရှိကြီးအဲ့ပုံမှာပဲတို့ရေးနောက်ကျွန်တော်တို့လိုမျိုးစတာလာနဲ့တို့ချုပ်ထားတာတို့စောက်ဘူးလိုမျိုးပုံစံနဲ့ဖောက်တာမဖြစ်ဘူးတို့ရေးဆိုအရှိကြီးပြီးတော့ပြီးရင်တို့တလို့လက်တွေပြန်ပြီးတော့ခေရဆိုတော့စာကဘယ်လိုစာဆောင်ကအလုံးကြီးပေါ့စာလေးအဲ့စာလေးပေါ့တော့အဲ့လိုမျိုးလေးတော့အဲ့ဒီတချို့စာလေးတွေကြတော့အရေးကြီးတဲ့စာတွေလူဝက်စာတွေနော်အရေးကြီးတဲ့စာတွေကြတော့လူတိုင်းဖွင့်လို့မရအောင်တို့တသိထူရတာပေါ့မှာဆိုတော့တသိထူအများကြီးတစ်ချက်ပဲတို့ကျွန်တော်ဆောတော့ဒီဘာမှချိုးပတ်သက်သွားအပ်ပြီးရေးကြည့်တဲ့စာရွက်စာတမ်းတွေကိုသွားအပ်တယ်ဆိုရင်တို့ဖျောင်းလေးနဲ့ကျွန်တော်ခဲလေးနဲ့ထည့်ရတယ်ချိတ်ကုန်ပြီးအဲ့ဒီဥစ္စာအခုလိုမျိုးပဲအခုလည်းချိတ်နဲ့ပိတ်တာကတခုအမှန်ဆိုစာတစ်စောင်ဆိုရင်ချိတ်တစ်ခါနဲ့ပိတ်ရင်ရလုံလောက်တယ်ဒါပေမဲ့ဒီစာကြတော့ချိတ်က9ခုလောက်ပိတ်ရတယ်ချိတ်9ရအောင်နော်ဒါလေးဆိုရင်ချိတ်1 2 3 4 5 6ခုအဲစာလေးဒီတိုင်းနဲ့ဖတ်လို့မရဘူးအဲဒီသူကတိတ်တော်တဲ့လူပဲဖွင့်ပြီးတော့ဖတ်လို့ရတာဆိုရတယ်ဆိုတော့ဒီစာလေးကပါလဲဆိုရင်ချိတ်9ခုနဲ့ဖိတ်ထားတယ်တဲ့တော့ဒီစာလေးကပါလဲဆိုရင်နောက်လာမဲ့အနာဂတ်မှာဖြစ်ပြတဲ့အရာတွေကိုရှင်ယောဟန်ကိုသိစေချင်လို့ဘုရားခင်ပေါ်ပြထားတဲ့အရာတွေပဲဆိုတော့ဘုရားခင်ရဲ့ဒီစာလေးကဘယ်သူစီမှာရှိလဲဆိုရင်ဖဘုရားခင်ရဲ့လက်ရလက်မှာကြိုင်ထားတာတွေ့ရတယ်ဘုရားခင်ရဲ့လက်ရလက်မှာဒီစောက်တွေ့ရတယ်အဲ့ဒီဘုရားခင်ရဲ့လက်ရလက်မှာကြိုင်ထားတာကိုရှင်ယောဟန်တွေ့တဲ့အခါမှာဒီစာလေးကအရေးကြီးအချင်းအကြောင်းရင်းက3ခုရှိတယ်နံပါတ်1ဘုရားရဲ့ညာလက်ရုံးပေါ်မှာဒီစာရွက်ကရှိနေရတယ်ဆိုညာလက်နဲ့ဘယ်နဲ့ဆိုတာမှပဲမတူဘူးညာဘက်မှာကျတော့ဗာတိတ်ပဲလို့ဆိုရင်ညာဘက်ကဆိုတာပေါ့နော်ဘုရားရဲ့အထူးဂုံပြုပြီးတော့အထူး favor ပေးတဲ့လက်လူတယောက်ကိုကောင်းကြီးပြင်ညာလက်နဲ့တင်တော့ကောင်းကြီးပြင်အဲ့လူကပူတော့ကောင်းကြီးရတယ်အစားရအဲ့ဒီယောသရဲ့သားမြောက်ရှိတယ်ဒါဘယ်လိုလဲယောသရဲ့အဲ့ဒီမို့ယောသရဲ့ယောသရဲ့သားမြောက်ဒါရှိတယ်ဧဖရိမနာရှိအကြီးဧဖရိကငယ်တော့ယောသကသူ့သားကိုဘုသူစီခေါ်လိုက်တယ်သူ့အဖေယာကုပ်ကိုခေါ်တယ်တော့အကြီးအမှန်ဆိုရင်သားအကြီးဆိုစီရဲ့ခေါင်းမှာဆိုရင်ညာလက်တင်တယ်သားငယ်ရဲ့ခေါင်းဆိုရင်ဘယ်လက်တင်တယ်ဒါပေမဲ့အခုကဖျားခင်ပေါ်ပြလို့ယောသကအဲ့ဒီယာကုပ်ကသူ့ရဲ့မြေအငယ်ရဲ့လက်မှာသူ့ရဲ့သားအဖြစ်လက်ညာလက်သွားတင်တယ်သူ့ရဲ့မြေအကြီးကိုကျတော့သူ့ရဲ့လက်ကဘယ်ဘက်သွားတင်တယ်အဲ့ချိန်မှာယောသကအဖေမားနေပြီးသားငယ်ရဲ့ဒုစရတာကြီးရဲ့ဒုစရမဟုတ်ဘူးငါ့ကိုဖျားတာပဲပေါ်ပြတယ်ဒီလိုသားငယ်လက်ကိုသားငယ်ခေါင်းကိုညာတင်တော့သားကြီးလက်ကိုဘယ်ဘက်မှာဒီဘယ်ဘက်မှာရှိတဲ့သားအသားအကြီးကသူ့ရဲ့ညီရဲ့ကိုနောက်ပိုင်းနဲ့ကျုံခမ်းလို့ပြောတာညာလက်က special blessing special honor ဆိုတော့အခုဒီလက်ထဲမှာရှိတဲ့ဥစ္စာကဘာတဲ့မှာကြင်ရတွေ့ရလဲညာထဲမှာတကယ် blessing တကယ် honor ဘယ်တဲ့မှာကြားကြင်ထားတာမဟုတ်ဘူးညာလက်ထဲမှာကြင်ထားတာ okay နောက်တစ်ခုကဒီပေစာလို့ရေးထားတဲ့အခါမှာခုနပြောရတယ်နော်အများကြီးရေးကတမျက်နှာမှာပဲတစ်ဖက်မှာပဲရေးတယ်ဟိုဘက်တစ်ဖက်မှာမရေးဘူးဒါပေမဲ့ဒီအခုနကောင်းကင်မှာတွေ့ရတဲ့ဒီစိတ်ခုပါလို့ဆိုကြတော့နှစ်ဖက်စလုံးမှာရေးထားတယ်ဘယ်ရောညာမှာအပြည့်စုံရေးထားတာဖြစ်တယ်နောက်တစ်ခုကဒီအခုနပြောတယ်ချိတ်ပိတ်ထားတာဒီစိတ်ခုဘယ်နှခုခက်တာလဲခုနချက်အဲ့ဒါလည်းထူးခြားမှုဖြစ်တယ်အဲ့ဒါအဲ့စာရွက်ရဲ့ထူးခြားမှုပေါ့နော်ဗာအဲ့စာရွက်ဘာမှကြင်ထားလဲညာဘက်လက်မှာဖျားညာဘက်လက်မှာကြင်ထားတယ်နောက်ဆိုပေစာကနှစ်ဖက်စလုံးမှာစာမျက်နှာနှစ်ဖက်စလုံးမှာရေးထားတယ်နောက်ဆုံးခုကျတော့ဒီစိတ်ခုနှစ်ချက်ဒီတော့ချိတ်ပိတ်ထားတာချိတ်ပိတ်ဒီစိတ်ကခုနှစ်နေဒီလိုမျိုးတွေ့ဖို့ဒီလိုမျိုးဖျားခင်ပေါ်ပြချက်ဟိုရတဲ့ဥစ္စာက
ရှင်ယောဟန်အတွက်အလန်းကိုဟိုတော့ထူးခြားတဲ့မဟာအခွင့်အရေးဖြစ်တယ်လူတိုင်းဒီအခွင့်အရေးမရအောင်နော်မဟာထူးခြားအခွင့်အရေးဖြစ်တယ်ဖျားခင်ရဲ့အရာရာပေါ်မှာလွမ်းမိုးအုပ်ချုပ်ခြင်းအာဏာစက်ကိုကြွားမြက်ဝါခင်တွင်ဒီတွေ့ခဲ့ခြင်းဖြစ်တယ်ဆိုတော့ကျွန်တော်ဒီဆက်တော့ဖတ်မယ်ဗျာဒိတ်9နှစ်နဲ့တော့အာရှိတော်ကောင်းကင်တမန်တစ်ပါးကသူစာဆောင်ကိုပြင်၍စိတ်တော်ကိုပါခြင်းမှာလူဆိုင်တဲ့လူကြီးတော်တဲ့နေကြွတဲ့ရှိကိုငါမြင်၏သူစာဆောင်ကိုပြင်၍ရှိခြင်းမှာကောင်းကင်နေကြီးရေကြီးအောင်တဲ့လူများမတတ်နိုင်သူစာဆောင်ကိုပြင်၍ကြည်ထိုက်တော်သူတရားကိုများရှာ၍မတွေ့တော့ကြောင့်ငါဒီများစွာကိုကြွေး၏ဆိုတော့ကျွန်တော်သုံးကြည့်တယ်နော်ဆိုတော့ဒီဖျားခင်လက်ထက်မှာရှိတဲ့စာလိပ်ကိုကျွန်တော်တစ်စိတ်ခုနှစ်ခုနဲ့ကျွန်တော်ချိတ်ပိတ်ထားတဲ့ဥစ္စာကဒီစာကပေါ့ပေါ့သေးသေးစာတော့မဟုတ်ဘူးအရန်ကိုအရေးကြီးတဲ့စာဖြစ်တယ်ဒါပေမဲ့ဒီအရေးကြီးတဲ့စာကပါလို့ဆိုရင်ဖျားခင်ကရှစ်လာမဲ့အနာဂတ်မှာဖြစ်လာမဲ့ဖျားရဲ့အကျင့်အစီကိုဖော်ပြထားတဲ့စာရွက်ကြီးဖြစ်တယ်ဒါပေမဲ့အဲ့အကျင့်အစီကိုသိဖို့အတွက်ကဖွင့်ပြီးတော့ဖတ်ဖို့လည်းလိုအပ်သေးတယ်နော်ဒါပေမဲ့ဘယ်သူကဖွင့်နိုင်လဲဒီစာကိုဘယ်သူကဖွင့်ပြီးဖတ်ဖို့ထိုက်တန်လဲဆိုတာကိုသူကလိုက်ရှာတယ်ကောင်းကင်တမန်ကသူတို့လိုက်ရှာတဲ့အခါမှာဖျားရဲ့ကောင်းကင်တမန်ကကောင်းကင်အရက်ကိုသွားရှာတယ်ဘယ်လိုဒီစာလေးကိုဖွင့်နိုင်မလဲဆိုတာလိုက်ရှာတယ်ရှာလို့မတွေ့ဘူးမြေကြီးကိုဆင်းရှာတယ်ဒီစာကိုသူဖွင့်လို့ရမယ်ရှာလို့မတွေ့ဘူးအဲ့တော့ဝိညာဉ်လောကထဲကိုလည်းဝင်သွားသေးတယ်ကောင်းကင်တမန်ကလည်းသူ့ဝိညာဉ်ကိုဝိညာဉ်လောကထဲကိုလည်းဝင်သွားသေးတယ်ဒါပေမဲ့ဖွင့်နိုင်တဲ့သူလိုက်ပတ်ဆိုင်မယ်လေသူမတွေ့ဘူး။တော့ရှင်ယောဟန်လည်းလူမျိုးစာလေးဖွင့်ပေးမဲ့လူဘယ်သူဖြစ်မလဲဆိုတာကိုသူကစောင့်ကြည့်တော့သူက excited ဖြစ်နေတယ်။နော်။ကြည့်နေတယ်ဒီစာလေးကိုဘယ်သူဖွင့်နိုင်ဒီစာလေးကိုဘယ်သူဖွင့်နိုင်ဖို့ထိုက်တန်လဲပေါ့နော်။ Who deserve to open this scroll ဒါမဲ့အဲ့လိုမျိုးစောင့်နေတဲ့အချိန်မှာသူကလိုက်ပြီးတော့ဖွင့်ဖို့လိုက်ရှာနေတဲ့ကောင်းကင်တမန်ကဘာပဲပြန်လာပြောလဲဆိုရင်ဒီဖွင့်ဖို့ထိုက်တယ်လို့ဘယ်သူမှမရှိဘူးလို့ကောင်းကင်တမန်ကကြီးညာလိုက်တဲ့အခါမှာသူ့ကိုအရင်တော့သိတော့တယ်လေထိခိုက်ပါတယ်နော်ရှင်ယောဟန်ကထိခိုက်တယ်တော့ဒီလိုမျိုးရှာဖွေခြင်းအကြောင်းရင်းကိုကျွန်တော်ဟိုတာပေါ့နော်ဒီဒီဗျာဒိတ်ကျန်9မှာဆက်လာမယ်အဲ့ဒါမှကျွန်တော်ပြောကြည့်တော့အဖျားခင်ကဒီညမှာကခရစ်တော်ယေရှုဖျားဘလောက်အရေးကြီးလဲဆိုတဲ့ဥစ္စာကိုညီမောင်ထုတ်ပြထားတယ်ပေါ့ဖြစ်တယ်တော့အဲ့ဒီရှင်ယောဟန်အနေနဲ့သူအဓိကသိရမယ့်အရာကဖျားရဲ့အကျဉ်းစီအားလုံးဟာသခင်ခရစ်တော်ရဲ့အပေါ်မှာအားလုံးမူတည်တယ်ဆိုတာကိုသဘောပေါက်တာဖြစ်တယ်။သခင်ခရစ်တော်မပါဘဲနဲ့ဖျားခင်ရဲ့အကျဉ်းစီကအထာမြောက်မဟုတ်ဘူးမဖြစ်လာဘူးစီစဉ်ထားတဲ့အတိုင်းမဖြစ်ဘူးဆိုတာကိုရှင်ယောဟန်ကိုသိစေချင်တာဖြစ်တယ်။ဒါကြောင့်မို့ကျွန်တော်ကအဖဖျားခင်ကိုလေးစားဖို့အလေးနဲ့ပြုဖို့ရှိခိုးဖို့လိုအပ်လို့ခင်ခရစ်တော်လည်းအဖဖျားခင်တို့လေးစားရှိခိုးအလေးနဲ့ပြုဖို့လိုတယ်ဆိုတော့နားလည်တာဖြစ်တယ်။ဖျားခင်လောကလူသားတွေကတည်ရှင်ပြင်းမြောက်ဖို့အတွက်ဆိုရင်ခရစ်တော်မပါမနဲ့မပြီးဘူးခရစ်တော်အသေးခံခြင်းမပါမနဲ့မပြီးဘူးဆိုတော့နားလည်သိချင်တာဖြစ်တယ်နော်။ဒါမို့ဖျားခင်အကျင့်စီအားလုံးကခရစ်တော်အပေါ်မှာမူတည်တယ်အားလုံးဒီပေါ်မှာမူတည်တယ်ဆိုတော့နားလည်သွားကြရအကြောင်းဖြစ်တယ်ဆိုတော့ဗျာဒိတ်ကျန်နေ့၄ရက်ငါ့ကိုဆက်ဖတ်မယ်ထိုပါတတိကိုပါကမောကျွေးနှင့်ယူဒမျိုးချင်းသေးတည်ဟူသောဒါဝိဒ်၏အမြင့်သည်ကိုစားဆောင်ကို၎င်းသစိတ်ကိုလည်းချက်တို့ကို၎င်းဖွင့်ထားခြင်းအချင်းတော်မြင်နေပြီးမှုငါကိုပြောဆို၏အာမင်ဒီငါကြည့်နော်ဆိုတော့ဒီစာလေးကိုဖျားတိခံသူရဲ့တတ်မှတ်ထားတဲ့အချိန်တည်းမှာဖွင့်ဖို့နဲ့ဖွင့်ထိုက်တော့သူဖွင့်ဖို့ဆိုတာသူကစီစဉ်ထားတယ်လူတိုင်းဖွင့်လို့မရဘူးအချိန်တိုင်းဖွင့်လို့မရဘူးသူတတ်မှတ်ထားတဲ့အချိန်ရှိတယ်တတ်မှတ်ထားတဲ့လူကနေတော့ဖွင့်တယ်ဆိုတော့တတ်မှတ်ထားတဲ့အချိန်ကဖျားခင်ရဲ့အချိန်တတ်မှတ်ထားတဲ့လူကတော့သုံးတငယ်ဆိုတော့အဲ့ဒီအချိန်မှာဘာပြောလဲဆိုရင်ဗျာဒိတ်ကျန်9နဲ့10အထိမှာဆိုနော်ဗျာဒိတ်ကျန်ကျွန်တော်9နဲ့10အထိမှာဆိုဒီစာလေးတစ်သိချင်းတစ်ခုချင်းစီဖွင့်တဲ့အခါမှာဘာဖြစ်လာလဲဆိုတော့ဒီအစီအစာပေါ်ပြထားတာရှိတယ်ဆိုတော့နောက်ဒီနှုတ်ကပတ်ထဲမှာကျတော့ယေရှုဖွင့်တယ်လို့သူတို့ကတိုက်ရိုက်မပြောထားဘူးဘယ်သူဖွင့်တယ်လို့ပြောလိုက်ဆိုရင်တိုးတငယ်ဖွင့်တယ်လို့ပြောတယ်